သမီးလေးရဲ့ပထမဆုံးမွေးနေ့ပစ္စည်းရွေးချယ်ပွဲရွေးချယ်ထုံးစံမှာတော့သူမဟာယတနာတွေနဲ့ကစားစရာအားလုံးကိုလစ်လျူရှုထားခဲ့ပါတယ်အဲ့ဒီအစားသူမဟာအဖိုးဖြစ်သူစီတန်တန်မတ်မတ်လျှောက်သွားပြီးအဖိုးရဲ့ခါမှာချိတ်ထားတဲ့ကြောက်စိမ့်ဆွဲပြားကိုဆွဲပြုတ်လိုက်ပါတယ်ထိုခဏမှာပဲလူတိုင်းစုံသွားကြတယ်ဘာလို့လဲဆိုတော့ဒီကြောက်စိမ့်ဆွဲပြားဟာမိသားစုတစ်ခုလုံးရဲ့အာဏာကိုကိုစားပြုနေလို့ပါပဲအဖိုးဖြစ်သူဟာအတိုင်းမသိဝမ်းသာသွားပြီးသမီးလေးကိုချက်ချင်းပဲအမွေဆက်ခံသူအဖြစ်နေရာမှာတင်ကြီးညာလိုက်ပါတယ်ဒါပေမဲ့ဘယ်သူမှမသိတာကတော့ဒီသမီးလေးဟာတကယ်တော့လူဝင်စားတစ်ယောက်ဖြစ်နေတာပါသူမရဲ့အရင်ဘဝတုန်းကဖခင်ဖြစ်သူဟာမိခင်အပေါ်တစ္ဆာဖောက်ပြီးတခြားမျိုးသမီးတစ်ယောက်နဲ့အိမ်အောင်ပြင်ပသားသမီးတစ်ယောက်ယူခဲ့ပါတယ်အဲ့ဒီအချိန်ကစလို့ဖခင်ရဲ့အကြည့်တွေဟာအမြဲတမ်းသူမရဲ့အဖေတူမိကွဲမောင်လေးစီမှာပဲရှိနေခဲ့ပြီးသူမကတော့မိသားစုထဲမှာဘယ်သူမှမလိုချင်တဲ့အပိုလူတစ်ယောက်ဖြစ်ခဲ့ရပါတယ်မိသားစုအမွေကိုလူယူဖို့အတွက်မိထွေးနဲ့ထိုမောင်လေးတို့ပူးပေါင်းပြီးသူမကိုတပ်ပတ်ခဲ့ကြတာပါမမျှော်လင့်ပဲကောင်းကင်ဘုံကတရားသဖြင့်စီရင်ခဲ့ပြီးသမီးလေးဟာသူမမိခင်ရဲ့ဝမ်းပိုက်ခဲကိုပြန်လည်ဝင်စားခွင့်ရခဲ့ပါတယ်အရင်ဘဝကလိုပဲသူမရဲ့မိခင်နဲ့ကောက်ချစ်တဲ့ထိုမျိုးသမီးဟာတစ်ချိန်တည်းမှာပဲဘိုင်းနာခဲ့ကြပါတယ်ဒါပေမဲ့ဖခင်ဖြစ်သူဟာထိုမျိုးသမီးရဲ့ဘေးနားမှာပဲတစ်ချိန်လုံးနေပေးခဲ့တာပါသမီးလေးဟာဒေါသထွက်လွန်လို့မိခင်ဝမ်းပိုက်ခဲမှာ360ဒီဂရီပတ်ချလဲလက်တွက်ပစ်လိုက်ပါတယ်ဆရာဝန်ကခွဲစိတ်ဖို့ပြင်ဆင်နေတော့မှာပဲသူမဟာမိခင်ကိုတစ်ဆက်ကလေးမှမနာကျင်စေပဲအလိုလျောက်မွေးဖွားလာခဲ့ပါတယ်ဆေးဘက်ဆိုင်ရာဝန်ထမ်းတွေဟာဒီအံ့ဖွယ်မြင်ကွင်းကိုကြည့်ပြီးသမီးလေးကိုကျေးဇူးဆက်ဖို့ရောက်လာတဲ့ကလေးလို့ကြီးမွန်းခဲ့ကြပါတယ်အခြားတစ်ဖက်မှာတော့ကောက်ချစ်တဲ့မျိုးသမီးဟာတနေ့နဲ့တညလုံးနာကျင်စွာအော်ဟစ်နေခဲ့ရပြီးအရေးပေါ်ခံနဲ့တွင်းပြီးမှပဲသားလေးကိုမွေးနိုင်ခဲ့ပါတယ်အဖိုးဖြစ်သူကကလေးနှစ်ယောက်မွေးဖွားတဲ့တဲ့ရင်ကိုကြားတော့အလွန်ဝမ်းသာအားရနဲ့လာကြည့်ပါတယ်ဒါပေမဲ့ကောင်လေးဟာအဖိုးကိုမြင်ချင်းပဲကြောက်လန့်တကြားအော်မိုပါတော့တယ်ထိုမျိုးသမီးကဘလို့ပဲချော့တော့ကလေးကမတိတ်ပဲအဖိုးကိုမျက်နှာပြက်စီခဲ့ပါတယ်ဒီငိုတန်တွေကိုစိတ်ပြတ်သွားတဲ့အဖိုးဟာသမီးလေးနဲ့မိခင်ရှိရာစီလှည့်လာခဲ့ပါတယ်သမီးလေးကဒီခွင့်ရေးကိုစုပ်ကင်ပြီးချက်ချင်းပဲတောက်ပစွာပြုံးပြလိုက်ပါတယ်အဲ့ဒီအပြုံးဟာအဖိုးရဲ့စိတ်နှောက်ယှက်ဖြစ်မှုတွေကိုချက်ချင်းပျောက်ကွယ်သွားစေပါတယ်အဖိုးဟာဝမ်းသာအားရနဲ့သူနဲ့အတူအမြဲဆောင်ထားတဲ့စုပ်တံကိုသမီးလေးကိုပေးလိုက်ပါတယ်ထိုစဉ်နာပြုဆရာမတစ်ယောက်ကသမီးလေးရဲ့ခန္ဓာကိုယ်ကိုတုပ်ပေးဖို့တိုင်စာမျက်နှာတုပ်ဖို့ပါယူပြီးရောက်လာပါတယ်သမီးလေးဟာအရင်ဘဝကအရေးချင်းတွေကိုတုံးပြီးစုပ်တံကိုကောက်ကန်ကတိုင်စာပေါ်မှာအကျိန်နှဲငယ်ဝေးရမ်းလိုက်ပါတယ်နောက်တစ်စက္ကန့်မှာပဲခန့်ညားထဲဝါတဲ့ရှုခင်းတာပကြီးကားတစ်ချက်ဟာတိုင်စာပေါ်မှာအထင်သားပေါ်လာပါတော့တယ်အဖိုးဖြစ်သူဟာသမီးလေးကိုစိတ်လှုပ်ရှားစွာမြောက်ချလိုက်ပြီးသူမဟာမိသားစုရဲ့ရာစုနှစ်တစ်ခုမှာတယောက်ရခဲ့တဲ့ပါရမီရှင်လို့ကြေညာလိုက်ပါတယ်ကောက်ချစ်တဲ့အမျိုးသမီးဟာဒီမြင်ကွင်းကိုကြည့်ပြီးမနာလိုစိတ်ကြောင့်ယူသွတ်မတက်ဖြစ်သွားပါစေတနာရှိဟန်ဆောင်ပြီးသမီးလေးရဲ့မိခင်ကိုအာဟာရဖြည့်ပေးဖို့ဆိုကအားစိတ်တစ်ခွက်ယူလာပေးပါတယ်မိခင်ဖြစ်သူဟာသူမရဲ့မကောင်းတဲ့အကြံကိုမရိပ်မိပဲတိုက်ရိုက်တငုံတောက်လိုက်ပါတယ်သမီးလေးဟာလန့်သွားပြီးဆေးခွက်ကိုအုတ်ချကမိခင်ကိုတတိပေးတဲ့အနေနဲ့အကျေကြီးငိုပါတော့တယ်ဒါပေမဲ့မိခင်ကတော့သူမကိုကြီးကြနေတယ်လို့ပဲထင်ပြီးဆက်ပြီးနှုတ်တိုက်နေခဲ့ပါတယ်မကြခင်မှာပဲသမီးလေးဟာစိတ်ပြက်လက်ပြက်ဖြစ်နေရင်းကနေနှစ်နှစ်ချိုက်ချိုက်အိပ်ပျော်သွားပါတယ်သူမနိုးလာတဲ့အချိန်မှာအဖိုးဖြစ်သူကနောက်တစ်ချိန်ထပ်မံရောက်ရှိနေပါတယ်သမီးလေးဟာချက်ချင်းပဲအော်မူပါတော့တယ်အဖိုးဖြစ်သူကသမီးလေးဟာအမြဲတမ်းလိမ္မာရင်ကြီးတဲ့ကလေးမန်းတိထားတာကြောင့်တခုခုမာရွနေပြီဆိုတာချက်ချင်းရိပ်မိသွားပါတယ်သူကဆေးရုံကိုသမီးလေးပါကြောင့်ရုတ်တရက်ငိုရလဲဆိုတဲ့အကြောင်းရင်းအမှန်ကိုစုံစမ်းစစ်ဆေးဖို့အမိန့်ပေးလိုက်ပါတယ်အခြေအနေမဟန်တော့တာကိုမြင်တဲ့ကောက်ချစ်တဲ့အမျိုးသမီးဟာခိုးထွက်ပြေးဖို့ကြိုးစားပေမဲ့အဖိုးကသူမကိုသတိထားမိသွားပါပြီနောက်တစ်စက္ကန့်မှာပဲဆရာဝန်ကစစ်ဆေးချက်အစီရင်ခံစာကိုယူပြီးထွက်လာပါတယ်ထိုအမျိုးသမီးရဲ့လုပ်ကြံမှုဟာနေရာမှာတင်ပေါ်သွားပါတော့တယ်သူမဟာချက်ချင်းတူးထောက်ပြီးစင်ကြေပေးဖို့ကြိုးစားပေမဲ့လူတဘာဝရဲ့အမောက်ဖက်ချမ်းကိုရိုးအီအောင်မြင်တွေ့ဘူးတဲ့အဖိုးဖြစ်သူကသူမရဲ့ဘားကိုပြင်းထန်စွာရိုက်ချလိုက်ပါတယ်ပြီးနောက်သူမနဲ့သူမရဲ့သားကိုအိမ်ကနေချက်ချင်းမောင်းထုတ်ဖို့နဲ့မိသားစုအမွေကိုဘယ်တော့မှစက္ကန့်ခွင့်မပြုဖို့အမိန့်ပေးလိုက်ပါတယ်ဒီတစ်ချိန်မှာတော့သမီးလေးဟာသူမရဲ့ကံကြမ္မာကိုကိုယ်တိုင်အောင်မြင်စွာပြန်လည်ရေးဆွဲနိုင်ခဲ့ပါပြီ